ရွှေတောင်ကြားကဗိုလ်ချုပ်ကြီးခင်ညွန့်ပိုင်ဆိုင်ခဲ့မှုတဲ့နေအိမ်ဟောင်းမီးလောင်မှုဖြစ်စက်တင်ဘာလ28ရက်2025ခုနှစ်ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားရက်ကွက်အောင်ဇေယျလမ်းရှိဗိုလ်ချုပ်ကြီးခင်ညွန့်နေထိုင်ခဲ့မှုတဲ့နေအိမ်မှာမနေ့စက်တင်ဘာ29ရက်ည10:45မိနစ်ဝန်းကျင်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ရက်ကွက်အတွင်းနေထိုင်သူတွေစီကသိရပါတယ်။မြန်မာနိုင်ငံရဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်ဟာအဲ့ဒီနေအိမ်မှာလွန်ခဲ့တဲ့12ဝန်းကျင်လောက်ကနေထိုင်ခဲ့တာလို့သိရပြီးလက်ရှိမှာတော့လူမျိုးခြားမိသားစုတစုကအဲ့ဒီအိမ်ကိုပိုင်ဆိုင်တာဖြစ်တယ်လို့သိရပါတယ်။ဟိုးအရင်လွန်ခဲ့တဲ့12လောက်တုန်းကတော့ဗိုလ်ချုပ်ကြီးခင်ညွန့်နေထိုင်ခဲ့တဲ့အိမ်ပေါ့ကျွန်တော်တို့ကြားရသလောက်တော့ဦးခင်ညွန့်စီကဝင်ကြီးဦးတင့်ဆန်းရဲ့သားလားမသိဘူးဝယ်လိုက်တယ်ကြားတယ်သူတို့အဲ့ဒီမှာခဏနေသေးတယ်အခုနောက်ဆုံးပိုင်ရှင်ကတော့လူမျိုးခြားမိသားစုမနေ့ကတော့မီးလောင်တော့အဲ့ဒီအိမ်ပိုင်ရှင်တွေရောက်လာသေးတယ်လို့ရွှေတောင်ကြားရက်ကွက်အတွင်းနေထိုင်သူကပြောပါတယ်မီးလောင်မှုဖြစ်စဉ်အတွင်းလူထိခိုက်ဒဏ်ရာရမရှိခဲ့ဘူးလို့သိရပြီးလက်ရှိမှာမီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။မီးလောင်တဲ့အချိန်အိမ်မှာလူမရှိဘူးလို့လည်းသိရတယ်။အိမ်ပိုင်ရှင်တွေကလည်းအဲ့ဒီအိမ်မှာမနေကြဘူးအိမ်ဆောင်တော့ထားတယ်ဒါပေမဲ့မီးလောင်တဲ့အချိန်အဲ့ဒီအိမ်ဆောင်လည်းမရှိဘူးလို့သိရတယ်။မီးကအိမ်အပေါ်ထပ်ကနေလောင်တာအပေါ်ထပ်တောင်မှတချမ်းစာလောက်ပါပဲအောက်ဖက်ကိုမီးနည်းနည်းကူပဲတယ်လို့သူကပြောပါတယ်။အဲ့ဒီမီးလောင်မှုဖြစ်ပွားရာနေရာကိုတာမွေမြို့နယ်မီးတပ်စခန်းမှာမီးငြိမ်းတပ်ရင်2စီးရေတဲရင်1စီးစမ်းချောင်းမြို့နယ်မီးတပ်စခန်းမှာမီးငြိမ်းတပ်ရင်2စီးရေတဲရင်1စီးနဲ့ကြောက်တရားမြို့နယ်မီးတပ်စခန်းမှာမီးငြိမ်းတပ်ရင်1စီးတို့ထွက်ခွာမီးငြိမ်းတပ်ခဲ့တယ်လို့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီမီးလောင်မှုဟာမိနစ်20ကျော်လောက်သာကြာမြင့်ခဲ့ပြီးည7:09မိနစ်အချိန်မှာမီးထိန်နိုင်ခဲ့ကည7:16မိနစ်ဝန်းကျင်မှာတော့အပိသက်မီးငြိမ်းတပ်နိုင်ခဲ့တယ်လို့သိရပါတယ်။အခု2025ခုနှစ်ဇန်နဝါရီလမှမေလအထိ9လအတွင်းတနိုင်ငံလုံးအတိုင်းအတာအနေနဲ့မီးလောင်မှု610ကြိမ်ဖြစ်ပွားခဲ့ပြီးပေါ်စမီနဲ့လျှက်စစ်ကြောင့်မီးလောင်ကျွမ်းမှုအများဆုံးဖြစ်တယ်လို့မြန်မာနိုင်ငံမီးတပ်ဦးစီးဌာနရဲ့အချက်လက်တွေအရသိရသည်။ပြီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝန်းလုံးမီးလောင်မှုအကြိမ်ရေစုစုပေါင်း1150ကြိမ်ဖြစ်ပွားခဲ့ပြီး96ယောက်သေဆုံးခဲ့က138ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။